သားကြီးသွားခြင်းလို့ Google မှာရှောက်ရှာတော့တွေးတဲ့ theory တွေ AI ကမေးတာရင်းနဲ့ပဲရှင်းတတ်နေတော့မယ်လားဒါဆိုရင်တော့လျှို့ဝှက်ချက်တစ်ခုပြောပြပေးပါမယ်အားလုံးသိတယ်ကားဗလာပြိုင်တဲ့အခါမှာ natural ဆိုတဲ့ strike မသုံးတဲ့ကစားသမားတွေစိုက်ရဲ့တကယ် professional level မှာဒီ PED သုံးပြီးရှင်ပြိုင်တဲ့ပုံကိုယ်ရရှိတယ်။ဟောဒီ natural ကစားသမားတွေတော့ကကြော့သွားတီးထွားဖို့ကတော်တော်လေးခက်ခဲတယ်အားလုံးသိတယ်။ဟောဒီ natural Mr Universe တယောက်ရှိတယ် Eric Browser လို့ခေါ်တယ်။သူ့ရဲ့တီထွင်ခဲ့တဲ့နည်းစနစ်ကိုကဘာကျော် body building coach တွေ strength coach တွေကလက်ခံထားတဲ့နည်းစနစ် power rubbering shock လို့ခေါ်တဲ့စနစ်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ point တစ်ခုအရောက်မှာကျွန်တော်တို့အမြဲတမ်းခန္ဓာကိုယ်ကြီးထွားမှုရပ်တန့်သွားတတ်တယ်အဲ့လိုမျိုးခန္ဓာကိုယ်ရဲ့ adaptive mechanism ကိုကျွန်တော်တို့ reverse လုပ်ဖို့အတွက်သူတည်ထွင်တဲ့နည်းစနစ်အင်မတန်ကောင်းတယ်သူ့ natural အာနိုးဆိုပြီးတော့လည်းတင်လာကြတယ်အန်တိတ်မောင်ပါဒီနေ့ခေတ်ကလေးသိချင်မှသိပါလိမ့်မယ်မယုံရင် Google မှာရှာကြည့်ပါမကြားဘူးသိကြ Eric Browser ကျွန်တော်သူ့နာမည်လေးကျွန်တော်ဒီမှာထည့်ပေးထားတယ်ပုံလေးလည်းထည့်ပေးထားတယ်သူ့ရဲ့ power rubbering shock ဆိုတဲ့စနစ်ကပါလဲဆိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရင် intelligent ဖြစ်တဲ့လက်ခံနိုင်စွမ်းကိုကျွန်တော်တို့က change လုပ်ဖို့သူ့ရဲ့ adaptive system ကြီးကိုတပြောင်းပြန်ဖြစ်ပြီးကျွန်တော်ကြော်လွှားပြီးတော့ရလက်တွေထွက်ဖို့ဘာလုပ်ရလဲဆိုရင်တပတ်နဲ့တပတ်လေ့ကျင့်တဲ့ program ဒါပဲเนาะဥပမာလေ့ကျင့်ရေး program တော့ခင်ဗျားနားလည်တက်ကြွတဲ့ trainer ရဲ့အခုညီယူရမယ်အာဟာရပြည့်အောင်စားမယ်ဒါတွေတစ်ပြောစရာကိစ္စမဟုတ် exercise form ကြောင်းအောင်လုပ်ဒါကျွန်တော်မပြောတော့ဘူးဒါတွေအားလုံးနားလည်ပြီးရလက်မထွက်ဆိုတဲ့သူရလက်ထွက်ဖို့အတွက်ပြောပြပေးမယ်စနစ်အဲ့ဒီမှာ power ဆိုတဲ့အပတ်ဥပမာဗျာဒီတစ်ပတ်ကိုကျွန်တော်တို့က power ပဲဆော့မယ်လေ့ကျင့်ခန်းတစ်ခု4ချိန်6ချိန်ပဲဆော့မယ် compound movement တွေပဲဆော့မယ် power ဒုတိယတစ်ပတ်ရောက်သွားပြီ rep range လို့ခေါ်တယ် rep range ကကြတော့ middle ဖြစ်တဲ့ weight တွေသုံးလာပြီဆိုပါစို့ဗျာတကြောမှာ6ချိန်ကနေ12ချိန်ပဲဆော့မယ်သတိထားမြင်နော် rep scheme မတူတော့ဘူးလေ့ကျင့်ခန်းရွေးချယ်မှုက rep range အလက်မှာလေ့ကျင့်ခန်းနည်းနည်းလေးထပ်ပိုလာမယ် body weight တွေပါတိုးလာပြီ shock ဆိုတဲ့ကြောတော့ shock ပေးတဲ့အပတ်တတိယအပတ်ကျတော့သူကဘာလုပ်လဲဆိုတော့ body weight workout တွေ isolation movement တွေ training program မှာဆိုရင်ကြောသားကို shock ဖြစ်သွားအောင်လေ့ကျင့်ခန်းတစ်မျိုးအနှိမ့်ဆုံးအကြိမ်20နဲ့25ကြိမ်လေ့ကျင့်တဲ့စနစ် power rubbering shock power ဒီ4ကြိမ်6ကြိမ် rubbering ဒီ6ကြိမ်နဲ့12ကြိမ်15ကြိမ်အတွင်း shock ဒီ20 25ကြိမ်အဲ့ဒီစနစ်နဲ့သွားမယ်ဟော shock ပြီးသွားပြီဆိုရင် power ကိုပြန်သွားမယ်အဲ့လိုသွားရတာဖြစ်တယ်အဲ့စနစ်နဲ့လေ့ကျင့်တဲ့အခါမှာကောင်းလားဆိုတော့ကျွန်တော်တို့ဒီ gym industry တွေရောက်တဲ့ချိန်က99,000အဲ့ဒီနီးစနစ်ကရွှေအင်မတန်ကောင်းတယ်လက်တွေ့အကျိုးရှိတယ်လက်ရှိမြန်မာနိုင်ငံမှာ fitness trainer အများဆုံးဖွင့်ထားတယ်ကျွန်တော်ရဲ့ MFT ရဲ့ CPD တင်ဦးမှာ muscle fiber type 3မျိုးအတွက်ပေးတဲ့ training rest scheme 3ခုဒီတရားအခြေခံတာအဲ့ကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်သင်ယူသည် international သင်ယူကြီးတွေကိုအခြေပြုတော်များလဲကျွန်တော်အကြိုက်ဆုံးစနစ်တွေကျွန်တော်ပေါင်းဆက်ပြီးထည့်ထားတယ်သင်တန်းသားတိုင်းရလက်ထွက်တယ်ဆိုတာရဲ့အကြောင်းအတိုက်ဆိုင်လို့ပြောပြခြင်းဖြစ်တယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေ100မှာ99.99ဒီ power rubbering shock နဲ့ Eric Browser မသိဘူးကျွန်တော်ပြောရတယ်တော့အဲ့ဒီ system ကိုလုပ်ကြည့်တဲ့သူတိုင်းလို့ရလက်ထွက်မယ်လို့ကျွန်တော်အာမခံတယ်တွေးတဲ့အခုရမယ်ဆိုရင် yes တော့မှပြပါကျွန်တော်9ဦးပါကျေးဇူးတင်ပါတယ်